မလာလို့မလာရင်တွေ့ဘူးပေါ့နန်းလေးဟယ်လိုမလာရင်ဘယ်တွေ့ပါမလဲအဘွားတဲလေးငါ ID ဟယ်လိုမလာရင်တွေ့ဘူးဇန်ဟယ်လိုထာရချိမဲ့သူရယ်မင်္ဂလာပါကိုဖြိုးပါဇက်ကညောင်းလာပြီမောင်းပိုင်ချင်းရင်မစုံတာမောင်းပိုင်ချင်းရင်မုတ်ကြွေးပြီးလက်ထိုးပလိုက်မုတ်ကြွေးပြီးတော့လက်နဲ့ထိုးရတာအဲ့လိုမျိုးလားမုတ်ထွေးပြီးမုတ်ကြွေးပြီးဒီလိုထိုးရမှာမမမောင်းပိုင်အဲ့လိုမမမောင်းပိုင်လိုက်တို့ဘူးမောင်းပိုင်တို့မပိုင်ချင်နဲ့တို့ကဈေးစကအရင်များတယ်ပြောရမယ်ကျမရဲ့မုတ်ဖိုးကြီးပဲကျမကတခြားဟာတွေမကုံမုတ်အရန်ကိုစားအရန်ကိုစားတာမှအဲ့လိုမုတ်သေးသေးမွှားမွှားလေးအရန်ကုန်တာမုတ်သေးသေးမွှားမွှားဘိုးကိုအရန်ကုန်တာအဲ့လိုလိုမျိုးကျမဈေးစကအရင်များတယ်အားကျမကိုပိုင်လို့ရှင်တို့ကဈေးကြီးတယ်ကျမဈေးကြီးတယ်ဟုတ်တယ်ကျမဈေးကြီးတယ်အဲ့နဲ့ဟဲ့ကွန်ဟိုင်းမိုးတက်လို့ကျမဈေးကြီးတယ်တကယ်ဈေးကြီးတယ်ဆိုတာတခြားဟာတော့မဟုတ်မုတ်ဖိုးကရမ်းကိုကုန်တာအားနေမုတ်ပဲစားနေရအာဘွားတယ်အဲ့လိုရီးစားထားလို့ရှိရင်လည်းကျမရီးစားတွေကဘာအတွက်ပဲကုန်လဲဆိုတော့ကျမပြောမယ်ကျမရီးစားတွေကမုတ်ဖိုးကုန်တယ်ပြီးသွားလို့ရှိရင်အယုတ်ဖိုးကုန်တယ်ကျမအယုတ်လဲကြိုက်တယ်မုတ်လဲကြိုက်တယ်အဲ့နှစ်ခုပဲအဲ့လိုအဲ့နှစ်ခုကတော့အများနဲ့ကုန်တယ်ကျမရီးစားထားလို့ရှိရင်အဲ့လိုမျိုးပဲတခုတော့ရှိရကျမရီးစားထားလို့ရှိရင်အဲ့လိုမျိုးကျမပုံမှာစဉ်းစားမရှိတဲ့လူတွေမထားအောင်ကျမအားကိုးရပြီးတော့ကျမတို့ကောင်းမွန်တဲ့ယောက်ျားမျိုးကိုပဲထားတယ်ရီးစားအဲ့လိုမျိုးခုနောက်ပိုင်းပို့ပြီးတော့တိလာတိပို့ပြီးတော့နားလေလားအရင်တော့ဆိုလို့ရှိရင်ဟိုးရင်တော့ဗောနော်ကလေးတော့ဆိုလို့ရှိရင်ဒီတိုင်းပဲချောတာတွေပါအရန်ဟိုဖြစ်တာလေချောတာတွေပါအဲ့လိုမျိုးခုနောက်ပိုင်းအဲ့လိုမဟုတ်တော့နောက်ပိုင်းလည်းအခုနောက်ပိုင်းလည်းအဲ့လိုမျိုးပဲရီးစားထားလို့ရှိရင်အဲ့လိုမျိုးတွေ့တဲ့လူတွေကအဲ့လိုမျိုးကောင်းမွန်တဲ့ယောက်ျားတွေနဲ့ပဲတွေ့ကောင်းမွန်တဲ့ယောက်ျားတွေဆိုတာအဲ့လိုမျိုးလေကိုယ့်ပေါ်မှာစေတနာရှိရဲပြီးသွားလို့ရှိရင်ကိုsupport လုပ်ပေး support ဆိုတာပတ်စံကိုပြောရမှာမဟုတ်ဘူးကွာတခြားသိရမလားအဲ့လိုမျိုးစိတ်တက်ကြနေတာအလုပ်ဖက်ဖြစ်ကိုအားကိုးရတယ်ကွာတခုဆိုလို့ရှိရင်အဲ့လိုမျိုးနမ်းမွေလည်းအားကိုးရတယ်ဟုတ်တယ်နမ်းမွေလည်းအားကိုးရတယ်သူကပြန်မစင်းလာဘူးကျမရန်ကုန်မှာသူ့စအောင်နေဒါပေမဲ့ဘယ်လဲတင်နန်းပြီးသွားတဲ့အချိန်တော့သူပြန်စင်းလာမယ်တင်တယ်အဲ့လိုမျိုးစဉ်းစားတော့ကိုနောက်ပိုင်းတွေးတဲ့လူတွေဖြစ်အဲ့လိုမျိုးကိုပြန်ပြီးတော့လာပြီးတော့သဘောကျလို့ပဲဖြစ်အဲကြလို့ရှိရင်ဟိုဖြစ်သွားဟိုလည်းမချေချအဲ့လိုမျိုးတွေးသက်သွားအဲ့လိုအလုပ်စူးစမ်းနေရပါသူစူးစမ်းနေပြီလေသူစူးစမ်းနေပြီကျမစီပြန်လာတော့မှာနော်နံဝင်ရန်ကုန်ပြန်လာတော့ကိုကောင်းဟယ်လို